စိတ်လုံရှားစရာနောက်ဆုံးမိနစ်အဆုံးဖြတ်နဲ့ City Ground မှာအနိုင်ရရှိခဲ့တဲ့လီဗာပူးပထမတစ်ပိုင်းလုံးအိမ်ငိုက်ခဲ့ရပြီးပွဲပြီးကန်ဒီမှာပရိသတ်တွေကိုဖင်တကြွကြွနဲ့စိတ်ဒုက္ခတွေပေးသွားခဲ့တဲ့ Nottingham Forest နဲ့လီဗာပူးပွဲလေးကိုပွဲပြီးသုံးသက်ချက်လေးလုပ်ပေးလိုက်ရှင်ပါတယ်အားလုံးပဲမင်္ဂလာပါအမိုင်လန်ဖူဘောမတ်ကနေကြိုဆိုလိုက်ပါတယ်ပထမဦးစွာအင်ရှင်တစ်တော်အသင်းဟာဂျာရဲ့ယူရိုပါလိကစားထားရသည့်တိုင်အောင်ဒီနေ့ပွဲကိုလူဆောင်တက်ဆောင်နဲ့အခန့်ကစားလာခဲ့တာပါတစ်ဖက်ကလီဗာပူးအသင်းကတော့ပြိုင်ဘက်တွေအမှတ်ရနေတဲ့အခွင့်ကောင်းမှာအနိုင်သုံးမှတ်အသေးအတန်လိုအပ်နေတာဖြစ်လို့အဓိကကစားသမားတွေကြီးတဲ့ပွဲထွက်လာဖို့လုပ်ခဲ့ပေမဲ့ပွဲမစခင်အကြိုလေ့ကျင့်ရေးမှာကွင်းလယ်တိုက်စစ်က Florian Biet တယောက် injury ရရှိသွားတာကြောင့်ပွဲကိုဒဏ်ရာပြဿနာနဲ့သာစတင်ခဲ့ရပြန်ပါတယ် Nottingham Forest အသင်းရဲ့ကစားသမားတွေဟာဆိုရင်ဂျာရဲ့ပွဲစဉ်ကစားထားရသည့်တိုင်အောင်ပထမပိုင်းဆက်စားခြင်းမှာပဲလန်ဆန်းပုံစံနဲ့အဲ့တဲ့အသင်းဘက်ကိုဒရက်ဆက်တိုက်စစ်ဆင်ကစားခဲ့ပြီးနောက်တန်းကမထင်မှတ်တဲ့ကာကွယ်မှုတွေကြောင့်သာလီဗာပူးတို့စောစီဂိုးမပေးခဲ့ရတာပါဒဏ်ရာကြောင့် Florian Biet မပါနိုင်ခြင်းကအာနီစလော့ရဲ့ကစားကွက်ကိုတီးတီးတတရိုက်ခတ်စေခဲ့ကအန်ဒါဆန်ဦးဆောင်တဲ့ကွင်းလယ်ကိုမာကာဂရာဘီအတွက်ကအပြတ်အသတ်အရင်နေခဲ့ပြီးကစားသမားတွေရဲ့ normal ဘက်တွေမှားရင်းနေခြင်း on the ball movement တွေမှာဘောလုံးတွေအပြတ်များနေခြင်းကတိုက်စစ်တီပါအလုံးမဖြစ်စေခဲ့လို့အီကီတီကီတို့အတွက်အခွင့်အရေးဖန်တီးနိုင်စွမ်းတွေပါပျောက်ဆုံးခဲ့ရပါတယ်ဘဲညာတောင်ပန်တွေကစကစားကွက်တင်နေပြီးကိုဒီကပိုတယောက်ဆိုကွင်းထဲပါနေမှန်းအောင်မသိခဲ့ရပဲမိုဟာမက်ဆာလက်ဟာလည်းနီကိုဝီလီယံနဲ့အတွေ့မှာအလုံးမဖြစ်တော့တဲ့အလိန်ခောက်တွေနဲ့ဂိုးလွန်သွားတဲ့ဖြတ်တင်ဘောတွေကိုသာထိုင်လုံနေခဲ့တာပါပထမပိုင်း45မိနစ်ဟာလီဗာပူးပရိသတ်တွေအတွက်အတော်လေးပြင်းစရာကောင်းနေပြီးနောက်ကျောမှာဂဲဆွဲထားသလားမှတ်ရတဲ့လေးတီလေးကန်ကစားကွက်နဲ့အတူဂိုးပေါက်တဲ့ကန်ချက်0ဆိုတဲ့ရလနဲ့သာပြီးဆုံးသွားခဲ့ရပါတယ်ဒုတိယပိုင်းပြန်စားချိန်မှာတော့ပွဲပန်းလာနေပြီဖြစ်တဲ့ Forest အသင်းသားတွေဟာကစားအားတီးတီးတတကျဆင်းလာခဲ့ပြီးတစ်ဖက်ကရတန်ပြန်ပြီးဖို့စတင်လာနေတဲ့လီဗာပူးကွင်းနဲ့နေလားငါလားရုန်းကန်ရတဲ့အခြေအနေဒီကိုဖြစ်လာနေတာပါဒါပေမဲ့အသင်းကြီးလက်ဖြစ်ချန်ပီယံလိဝင်ခွင့်အတွက်လည်းအရေးကြီးနေတဲ့ဗကိုးသားတို့ဟာဆိုရင်တစ်တော်တင်းရဲ့မဟန်လာတော့တဲ့အခြေအနေပေါ်အခွင့်ကောင်းယူကပွဲချိန်မိနစ်60ကျော်မှာပဲကစားအားမြင့်တင်လာခဲ့ပါတယ်ပွဲရဲ့တကယ်အလှည့်ပြောင်းတွေကိုဒုတိယပိုင်းအတွက်ပြင်ဆင်လာတဲ့အာနီစလော့အနေနဲ့အလုံးမဖြစ်တဲ့တောင်ပန်တိုက်စစ်တဲ့နေရာမှာလူငယ်လေးရီယိုအန်ဂိုမူဟာနဲ့အီတလီကခီးစားတို့ကိုအစားထိုးသွားခဲ့ကတိုက်စစ်ကိုပုံမအသက်ဝင်လာစေခဲ့တာပါပွဲပြီးကနေမိနစ်80ဝန်းကျင်မှာတော့ထားကြွလာတဲ့ကွင်းလယ်ပိုင်းကအပေးယူအရှိတ်ဆက်တွေမှန်ကန်လာပြီးအေဗာချိုင်းဆိုဘိုနဲ့အတွဲမိလာကပြိုင်ဘက်ခက်စစ်လိုင်းကိုဒုက္ခပေးလာနိုင်ခဲ့ပါတယ်လူစားဝင်ကစားသမားဂိုးမတ်ဟာလည်းတိုက်စစ်လိုက်ပါမှုအတော်လေးရှော့မွေ့နေခဲ့ပြီးအေရီယာပေါက်တဲ့သူ့ရဲ့လက်ပစ်ဘောတွေဟာ Forest အသင်းအတွက်အရန်ကိုအနေများတဲ့အနေထားပါဒီပွဲအတွက်ကျဲပွင့်အန်ကိုမူဟာရဲ့အတိုးအလုပ်တွေနဲ့ဘဲညာဖြတ်တင်ဘောတွေဟာဆိုရင်တကယ်အခိုက်အတန့်မျိုးတွေဖြစ်ခဲ့ပြီးဒီကရလာတဲ့ဘောလုံးမတစ်ဆင့်မာကာဂိုးသွင်းယူနိုင်ခဲ့ပေမဲ့လက်ထိနေတာကြောင့်ပဲပယ်ဖြတ်ခံခဲ့ရပါတယ်။ဒါပေမဲ့အခွင့်အရေးတွေကိုအသုံးချနိုင်စွမ်းရှိနေတဲ့လီဗာပူးတို့ဟာ၅ချိန်အချိန်ပေါ်ရောက်မှစိတ်တက်ပိုင်းတွေထိုးတက်လာကဒရက်ဆက်ဖီယာပေးရင်တိုက်စစ်ပြီးရင်တိုက်စစ်ဆင်လာခဲ့တာပါ။ဒီတန်းကိုမခံနိုင်တဲ့ Forest အသင်းလည်းဖီယိုဖျဲဖြစ်သွားခဲ့ရပြီးနောက်ဆုံးမိနစ်ရောက်မှဆိုဘိုရဲ့ပါနက်တဲ့ဖြတ်တင်ဘောကိုဗန်ဒိုက်ခေါင်းတိုက်ရှာပေးရမှပထမဖြစ်ရဲ့နီတူမာကာကပဲပြေးဝင်ပိတ်သွင်းနိုင်ခဲ့ပြန်ပါတယ်။ဒါတောင်လူချွန်နေတယ်လို့ဆိုက VAR ပြန်ကြည့်နေသေးတာကြောင့်ပရိသတ်တွေရေတပတ်မှဖြစ်ခဲ့ရသေးတာပါ။ဒီနောက်ကျကိုကြောင့်ပဲလီဗာပူးတို့ Forest ကို City Ground မှာ Z1 ဆိုတဲ့ကျင်းမြောင်းတဲ့ရလနဲ့အတူအဖို့တန်အနိုင်သုံးမှတ်ကိုရယူပြသွားခဲ့ကအာနီစလော့လက်ထက်တစ်တော်အသင်းကိုပထမဆုံးအချိန်အနိုင်ယူပြခြင်းလည်းဖြစ်ခဲ့ပါသေးတယ်။ညံပြင်းလာတဲ့ရှေ့စွမ်းတဲ့အတူတပွဲလုံးဒီပါစိတ်ပြတ်ခဲ့ရတဲ့လီဗာပူးပရိသတ်တွေအတွက်နောက်ဆုံးမိနစ်အခိုက်အတန့်တွေဟာအတော်လေးရင်ကုန်စိတ်လှုပ်ရှားခဲ့ရပေမဲ့ရလကတော့ဖြည့်သိမ်းလောက်ရုံနိုင်ပွဲဖြစ်တာရှိခဲ့တာပါညီကိုတို့ရောဒီပွဲစဉ်လေးပေါ်ဘလို့မြင်ပါသလဲဒီကနေ့ကစားဟန်ကြောင့်လီဗာပူးအတွက်အနိုင်သုံးမှတ်ဟာတကယ်ထိုက်တန်ရလားဆိုတာကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်